သုံးသပ်ကြည့်အောင်နော်အဲ့တော့လူအားလုံးဟာသူတို့တွေမွေးတဲ့အခါအင်္ဂါစုံနဲ့လှတဲ့ပုဂ္ဂိုလ်တွေနဲ့ပြလာတာလို့သိရတယ်အမေလေးပါတည်းမလှဘူးအင်္ဂါမစုံတတ်ဘူးတဲ့အဲ့တော့ကုသိုလ်များလို့နော်ရောင်လုံး90တော့ဆွဲရပါလာတော့ဟာလူကျင်နာလေးတွေမိဘအလုပ်တို့ရပြီချမ်းသာကြတယ်အဲ့တော့ဆရာမရှိတော့ခိန်းဆောရုပ်ရှင်ကြည့်တယ်မထင်မိပါစိတ်ကောက်စိတ်ဆိုးဆိုတော့အကုသိုလ်တိုးမလာဘူးလားကဲ30တိုးလိုက်မယ်ဆွဲရဘယ်လောက်ရှိသေးတော့အဲ့ဒီမှာအဟောင်းကလည်းမျက်စိအလဲကုန်တာပဲအခုလည်းမစထင်အောင်လို့ရုပ်ရှင်ကိန်းတဲ့အချိန်ကုန်ရှောက်လဲကြမိဘလည်းမယုတ်သေးမစင်းရသေးဘူးလေစင်ပြေတော့ငါတော်တယ်ထင်တာပေါ့အဟောင်းသားတွေလို့ခေါ်တယ်အာမကြနဲ့နော်စက်မိုက်ပေါင်းမယ်ဆို40တိုးမယ်ကဲဘယ်လောက်ကြာနော်လည်းအဟောင်းသားလက်မထောင်တော့မယ်အောင်မြင်တော့ဆိုတော့အဲ့ဒါမသိမထားလို့ပါ10မျိုးမဲ့6မျိုးပဲရတော့ဒါရော့လာပြီကဲစက်မိုက်အောင်မယ်ကဲဘုရားလည်းမေ့ရလည်းမိပါလည်းမလို့သေးနဲ့ကဲ50တွင်ဘယ်လောက်ကြာတော့တိန်းတရားဝင်တိန်းတရားကုန်စရာပေါ်တယ်အဖတ်မတင်တော့ကြံ့ဖန်ကုန်စရာပေါ်လာလိမ့်မယ်ဒါဆိုသိထားတော့ငါတို့အကုသိုလ်တော့လိုက်နေပြီဒါဆိုဆရာရှာမမားစီနဲ့အရင်လို့ရင်ဒါဟုတ်လားဘာရရတတ်မှဆင်ကြမလို့ဒါနရဲ့အလောင်းတော်များကျင့်တဲ့လမ်းဟောင်းပဲလေမေတ္တာလို့မှတ်ထားပါရနော်မေတ္တာခန္ဓာရတာကြည့်ပြောဒါနပြုဝန္ဒေတာပေးဥပဒရင်စောင့်တည်ခြင်းရှိစောင့်ကြည့်ရတော့ပေါ့လားအေးအောင်နေပါဘုရားလည်းပို့ချက်မိပါလည်းပို့ရိုးသေးပြုစုကြနော်ဘုရားမရှိရင်တပ်ပုံရင်ချက်ကြတာတော့ကြนั่นแหละမလားဒါဆိုပြန်တက်လာမယ်ကဲမတိတော့ဆက်မိတ်ပါမယ်ကဲအကုသိုလ်60ထွားရဘလို့ကြံနေရောအဲ့ဒါအကျွေးတင်ပြီလို့မှတ်ကြပါအထာမတိရင်ကျွေးနဲ့တည်သွားလိမ့်မယ်တော့အမှရိုးလေးပဲဒါနရဲ့အဲ့တော့ဝိရိရှိတိုးဆောင်ဖို့ရပောင်းတရား90ဒိဋ္ဌံကြပါနော်အဆိုင်မကောင်းရင်ခုပေးတဲ့တိလအာသုဓမ္မတိလကရှေးဆရာများလက်ရပါနော်သောက်တည်ရတယ်ပြင်မနံမိုးလင်းလည်းပဲသောထဘုရားတော်တရားဆေးပိုင်းရံပြလို့လက်တည်းလည်းပင်းလို့ဓမ္မစကြာပဋ္ဌာန်းပူဇော်ရမယ်အမြဝေရမယ်မကောင်းဘူးလားညလည်းလွတ်ပါသွားရင်လည်းဘုရားခုံတော်ဝါကြပါဣတိပိတောဘဂဝါအနန္တရာပုရိတတတိကိန်းနာတဲ့ဘုရားပြင်တာပဲနော်ဒီပေါင်း20ကထုံလို့ရှိရင်တဲ့တေတဲ့ခါယဟန္တာမတာမပုတ်ဘူးတဲ့ဗျာဘာမှဆိုပြီးဟောတဲ့ပဋ္ဌာန်းတင်ထဲမှာပါပါတယ်ဟင်္သာကြောင့်ဆရာတော်ကရွှေစီရီတဲ့ငါနှစ်ပေါင်း30ပွားထားတယ်ကွာတဲ့ငါအလောင်းမလို့3လထိုင်ဆေးမထိုးနဲ့မှာခဲ့တာတကယ်ကိုမပုတ်ပါဘူးအဲ့လားအားကောင်းတာနော်ဘာနာဖုံးတော်ယူဒီဘုရားစုပန်းဖုံတော်ပဲပွားကြတာလင်္ကားနဲ့မြုပ်တာပြန်ဖို့မပုတ်ဘူးအဲ့တော့အားရှိပါတယ်မပွားတယ်ဘူးလားဟုတ်ပါကိုလုံးမကိုရမှာနော်အဲ့တော့ဒီနေ့1000ဆိုရင်10ရက်1000ရက်တသိန်းပေါ့တသိန်းကာလကြာမှာရုပ်ရှင်ပေါ်လာရထားတယ်ပြောပါရရထားမေတော်မူရထားတယ်ဘုရားရှိခိုးမေတ္တာပို့မကောင်းဘူးလားဒုတိယအကျွေးမကျင်ဘုန်းကြီးလာပြောလေတကယ်အောင်ပါတယ်ဟုတ်တယ်မလားအကုန်အောင်မြင်ပါလိမ့်မယ်ကဲဆက်မဲ့ပါအောင်မယ်ကဲ90ဆိုဘယ်လောက်ကြာနော်အမှုကဲပေါ်တတ်တယ်နော်80ဆိုဘယ်လောက်တော့20ထောင်မှာကြာတာမျိုးရာနှုန်းပြည့်ဆိုရင်တော့တဲ့လူစင်ကငရဲသားဖြစ်သွားတာလေဓမ္မတော်မျက်နှာလိုက်ပါမလားဘုရားကုကံဘုန်းကြီးသူများတော့ခေါ်ပါတယ်ဘယ်မှာဂိမ်းနေဆော့ချဲတွေအတွက်ဘယ်မှာဗရာနဲ့နေမလဲဘုန်းကြီးပဲအနေနဲ့ပြောက်မှာပေါ့တော့ပေါ့လားမျက်နှာလိုက်ပါမလားဟုတ်ကဲ့အတွေ့အားလုံးဒီအဲ့တော့မတိခင်ကမှားတဲ့အမှားနဲမလားများမလားအဲ့ဒါကိုကံနဲ့ဖြတ်လို့ရတယ်နော်အဲ့ဒီများလို့အားကြီးခုနဓာန်10ပါးတင်တတ်တယ်ဘာလို့အမေတ္တာဘုရားလည်းဖြစ်တတ်တယ်တဲ့အဲ့ဒါပျောက်ခြင်းဇန္တရမင်းသားနုနာထာဘုရားထာမှာတောင်းပန်ကြတော့တာတဲ့ဘာလို့အဖေတော်တတ်တဲ့ကံဆိုအရင်ပြင်းထန်တော့အိတ်တော်မရတာလေဝစီငယ်မှာကဘာနဲ့မြတ်ခံမဲ့ပုဂ္ဂိုလ်တဲ့
ဘုရားတရားနာတော်တဲ့ပေါက်သွားတော့မဲ့ဖို့တော့မရရှာဘူးတို့တော့ကံကျိုးပေးနားလည်သွားတော့ဂုံမောင်းဆိုတဲ့ဘုရားထံမှာတောင်းပန်ကြတော့တာတဲ့ဂုံမောင်းတကယ်ချစ်တဲ့စီနဲ့ပူဇော်ကြတော့နော်တို့ဆောင်းရဲတွေဖြတ်တယ်လို့ပေါ့မကောင်းတော့အကုန်ပြက်ကုန်တာဟောတဲ့ငယ်တော့ငယ်ရဲ့တော့ငယ်ရဲ့မှာနှစ်ကြောင်တော့မဲ့ကြံတော့တယ်တို့ဘုရားအမိရှိခဲ့တယ်ပြန်တက်လာရင်လည်းဘုရားကိုချစ်တဲ့စိတ်များသောကြောင့်တဲ့တို့ပေးချစ်သောကြောင့်ပြည့်စုံအောင်ဖြစ်လိမ့်မယ်လို့ဘုရားပြည့်ပြီးခဲ့ရတယ်ကဲတောင်းပန်ကြတော့တာရှုံးလားဟုတ်တယ်ကတော့တောင်းပန်ပေးမယ်နော်ဘုရားကိုယ်စားတတ်တော်တွေထားပေးခဲ့တယ်ဘုရားထားခဲ့တာထတ်တော်ပေးမှာကြတော့ရင်ဘုရားကတော့သူတို့ပဲလို့မှတ်ကြနော်ပူဇော်ကြအောင်နော်